လေးမောထွာလေးလည်းကောင်းပါလေ ဘာတွေမဝတ်တော့လုံနေ အော်စောက်ကနေလေမမအခုခေတ်စားနေရလေမောထွာလေး စစ်စင်းရဲဖို့ရမ်းကောင်းတယ်ကဲ အမရဲ့တမျိုးကိုလေဟွာလေတစ်တော်ကချောလေးတွေခေါ်ပေးပါ ဘာချောချောလေးလေငါတို့မှချောတယ်လေဒီမှာကိုစစ်တို့ကိုရဲဝေတို့ကိုအာကာတို့ကိုထိုက်တို့ရှိရလေ အမရဲ့သူတို့ကအိုနေပြီသူတို့ကကြာနေသူတို့ကမတွဲချင်တော့ဘူးသူတို့တဲ့တစ်တော်ကချောလေးနဲ့အားချင်တာအဲ့လိုလေ သူတို့အိုနေပြီ အိုနေပြီ သူတို့မြင်နေကိုလော်လုံးလိုက်မယ်နော်သိလားအဲ့တော့ညအစင်လေးလိုချင်တာပေါ့ တဲချင်တာ ပြောတာဟဲ့ငါလည်းသူတို့နဲ့မတွဲချင်တော့ကိုရဲတို့ကောင်နဲ့မတွဲချင်တော့ပဲရိုးနေပြီတက်လားငါလည်းစင်ကလေးနဲ့အဲ့လိုမဝတ်တော့လေအဲ့တော့ငါဟဲ့ကောင်းလေးပဲခေါ်လို့တော့အဆင်မပြေဘူးကွယ်ကောင်မလေးပါခေါ်မယ် မမချောလေးနဲ့ အေးအဲ့လိုမချောလေးညီမလေးတွေပေါ့ငါလိုပေါ့ငါလိုချောလေးတွေနော်ငါလိုချောလေးခေါ်လိုက်မယ်အဲ့တော့ငါတခါလဲခေါ်လိုက်မယ်ဒီမှာနော်အဲ့တော့ဇလင်းနဲ့စုမြတ်နဲ့အတူတူလုံးဝပေါ့နော်ပြောစီမဲ့တော်တော်ကလေးတွေဇလို့ခေါ်ယူနေပါပြီရှင်နော်အဲ့တော့ကျွန်းရဲ့တိုင်းမှာဇလို့နဲ့အတူတူပျော်ပပတော်လေးတွေစောရမှာဖြစ်ပါတယ်ရှင်ဒါတင်ဟိုဇလို့ကျွန်းလိုက်ဆေးလေးတွေမှာလဲပျော်ပပလိုက်ကလေးလဲလွှင့်ရမှာဖြစ်ပါတယ်ခြေကန်လာစာ6သိန်းပြင်တော်ရင်တော်တော်ကိုယ့်ရဲ့တက်တော်ရင်ပေါက်ရင်ပေါက်တယ်လို့ပလက်အဲ့ဒီအားလေးလေရအောင်မှာဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့စိတ်ပါဝင်စားတဲ့သူတွေကတော့ဇင်လေးလို့ဒီစိုင်းမတ်တစ်ဖြစ်တဲ့တာမွေမြို့နယ်တမင်ပရန်လဲမြစ်တန်ရိပ်မုံအိမ်ယာမှာလူကိုယ်တိုင်းလာရောက်ရှောက်ထားနိုင်ပါတယ်ရှင်အိရှာဖုန်းနံပါတ်ဖြစ်တဲ့ 399392 ကိုဘိုင်ပါဖြစ်လာရောက်ရှောက်ထားနိုင်ပါတယ်ရှင်မျောနေတယ်နော်အတူတူတွဲစော့ကျင်လို့